ကျွန်တော်အနောက်မှာရှိတဲ့ငှက်လေးတွေကဘာငှက်လေးလဲဆိုတာကိုကျွန်တော်အမျိုးအစားကောဈေးနှုန်းကောကျွန်တော်တခါလဲတွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျမင်္ဂလာပါမင်းရဲ့နောက်ပတ်ချော့ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနောက်မှာရှိတဲ့ငှက်လေးတွေကဘာငှက်လေးလဲဆိုတာကိုကျွန်တော်အမျိုးအစားကောဈေးနှုန်းကောကျွန်တော်တခါလဲတွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုတစ်ချက်လောက်လိုက်ပြီးတော့ကြည့်ရအောင်အရင်ဦးဆုံးကျွန်တော်တို့ဒီ Elias Sparrow လေးကျွန်တော်အရင်ဆုံးပြရမယ်ဗျဒီကောင်လေးတွေကကြက်တူတွေအကြီးအမျိုးစားတွေဖြစ်တယ် Elias Sparrow တွေကအပေါက်ထဲကနေပြီးတော့အထီးမှခွဲလို့ရတယ်ငှက်အမျိုးစားတွေဖြစ်ပါတယ်ဗျဒီကောင်လေးဆိုရင်ဒါအမာလေးဗျအမဆိုရင်ဒီလိုမျိုးအနီနဲ့အပြာဆက်တဲ့ကာလာဖြစ်မယ်အထီးဆိုရင်အစိမ်းနဲ့အပြာဆက်ထားတဲ့ကာလာလေးဖြစ်ပါမယ်ဗျဒီကောင်တွေကညံညစ်မာပြီးတော့စကားပြောနိုင်တဲ့စွမ်းဆောင်ရည်ရှိတဲ့ငှက်မျိုးစိတ်တွေဖြစ်ပါတယ်ဗျဒီကောင်လေးရဲ့ဈေးကတော့30အတီးဖြစ်ပါတယ်ဗျနော်နောက်ထပ်တစ်မျိုးလေးကျွန်တော်ထပ်ပြီးတော့ပြပေးမယ်ဗျကောင်လေးကတော့စမ်းကွန်နာကိုမှ import လေးတွေဗျimport ကိုမှအသက်ကလည်း2လကျော်နဲ့3လဝန်းကျင်ပဲရှိအောင်ပဲအစာစားကောက်ခါတော့အရွယ်လေးတွေဗျimport လေးတွေဖြစ်လို့ DNA စစ်ပြီးသားငှက်လေးတွေဖြစ်မယ်သူ့မှာဒီလိုမျိုးခြေခွင်းလေးတွေလည်းပါတယ်ဗျနော် DNA ခြေခွင်းလေးတွေပါမယ်အထီးအမကိုတေချာလေးသိရမယ်စမ်းကွန်နာလေးတွေဖြစ်ပါတယ်ဗျစမ်းကွန်နာလေးတွေကတော့လူလုံးဝချွဲပြီးတော့တင်သမျှအရန်လွယ်တဲ့ငှက်မျိုးစားလေးတွေဖြစ်ပါတယ်ဗျဒီကောင်လေးတွေရဲ့ဈေးကတော့တစ်ကောင်ကို8သိန်းအတိပါဗျအထီးရောအမကိုရပါမယ်ဗျဒီကောင်လေးကလည်းကော်နာမျိုးစားတွေကပဲဖြစ်တယ်ခရစ်စွန်ကော်နာလေးဖြစ်ပါတယ်ဗျခရစ်စွန်ကော်နာလေးတွေကကြီးလာတဲ့အခါကျရင်သူ့ရဲ့ရှင်မကြီးတစ်ခုလုံးကအနီရောင်ဖြစ်သွားမယ့်ကောင်လေးဖြစ်ပါတယ်ဒီကောင်လေးကတော့အထီးလေးဖြစ်ပါမယ်ဗျတော်တော်လေးချစ်ဖို့ကောင်းတယ်ဗျအတောင်လေးဆိုရင်ဒီကောင်လေးကအတောင်အောက်မှာအနီရောင်ပါမယ်ဒါပေမဲ့ရင်ဘက်ကတော့မနီသေးဘူးဗျရင်ဘက်ကတော့9လသားလုံးမှစပြီးတော့နေတဲ့ကော်နာမျိုးစားလေးတွေဖြစ်ပါတယ်ဗျဒီကော်နာလေးကလည်း8သိန်းအတိပါဗျအကုန်လုံးကကျွန်တော်တို့ import သွင်းထားတဲ့ငှက်လေးတွေဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကျွန်တော်ထပ်ပြရင်းမယ်ဗျဒီကောင်လေးကတော့ rainbow roy လေးဖြစ်ပါတယ်ဗျဒီ roy လေးတွေကကျွန်တော်တို့ဒီ local ထဲမှာတွေ့ရတဲ့ခဲတဲ့ငှက်မျိုးစိတ်လေးတွေဖြစ်ပါတယ်သူ့ရဲ့ခေါင်းအယောင်တွေရင်ဘက်အယောင်တွေကတော်တော်လေးကိုလှတဲ့ကောင်လေးဖြစ်ပါတယ်ဗျဒီကောင်လေးက rainbow roy လေးဗျနော်ဒီကောင်လေးလည်း import သွင်းထားတာပဲဒီကောင်လေးကတော့အမာလေးဖြစ်ပါမယ်ဗျကောင်လေးကတော့ကျွန်တော်တို့ဒီ local တွေကငှက်လေးပါဗျမြန်မာမျိုးရင်းကြီးကလမာလေးဖြစ်ပါတယ်ကြီးကလမာကမှအမလေးဖြစ်ပါမယ်ဒီကောင်လေးဆိုရင်လူလေးလုံးဝရှင်ပြီးတော့စကားလေးစဆန်းနေတဲ့ငှက်လေးဖြစ်ပါတယ်ဗျတော်တော်လေးကိုချစ်ဖို့ကောင်းတယ်ဗျစကားပြောသိရင်လည်းဈေးလည်းအများကြီးမသုံးချင်ဘူးဆိုရင်ဒီလိုမျိုး local တွေကကြီးကလမာလေးတွေမွေးလို့အဆင်ပြေပါတယ်ဗျဒီကောင်လေးဆိုရင်ဈေးက3သိန်းကျော်လေးနဲ့ပဲရပါမယ်ဗျနောက်ထပ်စမ်းကွန်နာလေးတွေကျွန်တော်ထပ်ပြီးတော့ပြရမယ်ဗျဒီကောင်လေးကတော့စမ်းကွန်နာကိုမှအထီးလေးဖြစ်ပါတယ်ဗျ input သွင်းလာတဲ့ငှက်လေးဖြစ်ပြီးတော့ကာလာအနေနဲ့ကလည်းအဝါတော်တော်လေးကိုများတဲ့ကာလာပေါက်လေးဖြစ်ပါတယ်ဗျဒီကောင်လေးရဲ့ဈေးကလည်း8သိန်းအတိပဲဖြစ်ပါတယ်ဗျစမ်းကွန်နာကတော့ကျွန်တော်ရဲ့ဆိုင်မှာ in-store အများကြီးရှိတဲ့ကွန်နာမျိုးစိတ်လေးဖြစ်ပါတယ်ဗျရန်ကုန်အင်းစိန်ကြောက်တော်ကြီးဖရားနဲ့မျက်နှာချင်းဆိုင်ကဂျိုကုန်း10တန်းမြောက်မှာလာပြီးတော့လေ့လာလို့ရပါတယ်399950 3833